ကျမတို့ရဲ့ကဘာကြီးဟာယိုရင်းပျက်စီးနေပါပြီဒါကိုဖြေရှင်းဖို့နီလန်းများစွာရှာဖွေနေကြပြီမြဲကျမတို့မျက်စိရှေ့မှာရှိနေတဲ့အဖြေရရောလေတို့ကိုညဉ့်ညမ်းစေတဲ့ကာဗွန်တွေကိုလည်းစုပ်ထုတ်နိုင်တယ်မိုးကိုလည်းရွာစေနိုင်တယ်မိုးရေကိုလည်းတိမ့်ထားပေးနိုင်တယ်ရေကြီးလို့ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုလျှော့ချပေးနိုင်တဲ့အပြင်အေးမြတဲ့လေပြေလေးတွေကိုလည်းပေးစွမ်းနိုင်တဲ့အလွန်ထူးဆန်းတဲ့စလေးတစ်ခုရှိပါတယ်သူဟာတိတ်ကိုဈေးသက်သာတယ်သူဟာသာသူလည်းအလိုအလျောက်တိဆောက်နိုင်တယ်အဲ့ဒါကတော့သစ်ပင်လို့ခေါ်ပါတယ်ရှင်လမှုတော်တောအုပ်ပင်လယ်ကျမ်းမြင်တဲ့ညွန့်မြောင်းတွေကအများကြီးအကျိုးရှိစေပါတယ်။ဒါပေမဲ့မယုံနိုင်စရာကောင်းတာကတော့လွန်ခဲ့တဲ့အနှစ်20အတွင်းမှာမြန်မာနိုင်ငံရဲ့တစ်တောက20%ဆုံးရှုံးခဲ့ပြီးလက်မှုတော်ကတော့60%လောက်ဆုံးရှုံးခဲ့ပါတယ်ရှင်။တစ်ပင်နဲ့လက်မှုပင်တွေကိုခုတ်တာအောင်ကျမတို့တားဆီးရပ်တန့်နိုင်မှဒီသဘာဝတရားကြီးကိုပြန်လည်တည်ဆောက်နိုင်မှာပါ။လှုပ်ရှားမှုကတော့စတင်နေပါပြီ။ဒါပေမဲ့ဒီတဲ့ပို့ပြီးတော့ကြက်ပြန့်လာအောင်ကျမတို့အားလုံးပါဝင်ဖို့လိုပါတယ်။သင်လည်းပါဝင်နိုင်ပါတယ်။ဒီသဘာဝတရားကြီးကိုကောင်းစွာစောင့်ရှောက်လို့ရအောင်။ခေါင်းဆောင်တွေကိုတောင်းဆိုကြပါ။ဒီဗီဒီယိုလေးကိုမျှဝေပေးကြပါ။ဒီအကြောင်းတွေကိုလည်းပြောပေးကြပါ။ဒုက္ခပါကြီးကိုအားလုံးအတူတကွကယ်တင်ကြရအောင်။